လွေမွေရဲ့တည်တဲ့ချင်းနဲ့နှုတ်ဆက်ဖြောပြနေတော့နှလုံးရက်ကွယ်လုံးခဲတဲ့အမတ်တဲ့အဆိုတော်အဒီနိုဒီကနေ့အောက်တိုဘာလ25ရက်နေ့မှာပြုလုပ်တဲ့ EDF Farewell ပွဲမှာအဆိုတော်အဒီနိုဟာစင်မမဖြောပြနေတော့ရုပ်တရက်လဲကျသွားပြီးကွယ်လွန်သွားခဲ့ပါတယ်။ Fever One ဝန်နိုင်ရဲ့ vocalist ဖြစ်တဲ့အဒီနိုဟာစင်ပေါ်မှာလွေမွေရဲ့မုံမုံနဲ့တော့တချင်းကိုတီးဆိုဖြောပြနေစင်မှာပဲလဲကျသွားခဲ့တာဖြစ်ပြီးသူ့ချစ်တဲ့ဂီတလောကကိုနောက်ဆုံးအပြီးတိုင်းနှုတ်ဆက်သွားခဲ့တာပါ။ပွဲကိုတွားရောက်ကြည့်ရှုခဲ့တဲ့ပရိသတ်တွေနဲ့အမှုပညာအတိုင်းဝိုင်းကတင်ထားတဲ့ဝန်နဲ့မှတ်တမ်းတွေအရအဒီနိုဟာဟတ်အတက်နဲ့ရုပ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဒီနိုဟာမတ်တဲ့အဆိုတော်တူဖြစ်တဲ့အပြင်အဆိုပညာရှင်တူဖြစ်တဲ့အန်ဒီထရေစီရဲ့သားလည်းဖြစ်ပါတယ်။အဒီနိုတည်ဆုံးခြင်းနဲ့ပတ်သက်ပြီးတော့အဆိုတော်ရီမွန်ရဲ့အမိဖြစ်သူကလည်းတူတီရဲ့မင်းအတွက်ဝမ်းနဲ့ခံစားရတာအပြင်နောက်ထပ်အပူဆောင်ခံစားရတာနဲ့ခံနိုင်ရမရှိတော့ဘူးလို့ရေးသားထားပါတယ်။အဒီနိုဟာနှလုံးရောဂါအခမ်းရှိတဲ့သူဖြစ်ပြီးသူ့ရဲ့ Fever One ဝန်နိုင်အဖွဲ့ကလည်းအခုလမှတည်ထောင်တာ19နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။အဒီနိုတယောက်သူချစ်တဲ့တည်သချင်းတွေနဲ့အတူကောင်းမွန်ရာဘုံဘဝမှာအေးချမ်းပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။